ဂျာမန်ယာရှိတယောက်ဟာအကျဉ်းသားတယောက်ရှေ့မှာပန်းသီးတစ်လုံးကိုက်စားပြလိုက်ပါတယ်။အားတင်စရာကောင်းတာကအကျဉ်းသားကလည်းပဲလက်ပစ်ပုံကိုကိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ယာရှိကထိတ်လန့်သွားပြီးဒီလိုလုပ်တာဟာရန်လိုတဲ့လုပ်ရက်လို့စဉ်းစားကအကျဉ်းသားကိုထိုးလိုက်ပါတယ်။ဒီလိုနဲ့စုတစိတ်တစ်ခုကိုဆွဲထုတ်ပြီးဒီစုတစိတ်ဟာဂျာမန်စစ်သားတွေအတွက်အမြင့်ဆုံးဂုဏ်ထူးဆောင်စုတစိတ်တစ်ခုဖြစ်ပါတယ်။ယာရှိကလည်းထိတ်လန့်သွားပြီးသူတို့စစ်တပ်ရဲ့စုတစိတ်ကိုဘယ်ကနေရရှိခဲ့ကြောင်းအကျဉ်းသားအားမေးမြန်းခဲ့ပါတယ်။အချိန်ထဲမှာခေါင်းလောင်းတန်မြည်လာပြီးတက်ကြက်ကြီးကသူ့ရဲ့ဘောင်းပြီးအိတ်ထဲမှာရှာနေစဉ်အကျဉ်းသားကသူ့ရဲ့တင်ပါမှနာရီတစ်လုံးဆွဲထုတ်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။ဒီလိုနဲ့တက်ကြက်ကြီးကအံ့အားသင့်သွားခဲ့ပါတယ်။သူ့ရဲ့အိတ်ဆောင်နာရီကအကျဉ်းသားရဲ့တင်ပါမှဘလို့နဲ့ရှိနေနိုင်တယ်လဲဆိုတာပါ။သူပြန်လို့ယူတော့မြင့်အချိန်မှာနာရီကင်ထားတဲ့အကျဉ်းသားကချက်ချင်းရည်တွင်ပေါ်ရက်နေပြီးစကားတခုမျှမပြောဘဲခုန်ဆင်းခဲ့ပြန်ပါတယ်။ရုတ်တရက်ရည်တွင်ထဲမှာလက်တစ်ဖက်ထွက်လာခဲ့ပါတယ်။ရည်တွင်ကနေအကျဉ်းသားကိုဆွဲထုတ်နေကြပါတယ်။အချိန်ထဲမှာတက်ကြက်ကြီးကသူ့ကိုလှည့်စားခံရတယ်လို့စဉ်းစားကထိုးဖို့ပြင်းနေစဉ်အိတ်ဆောင်နာရီကထူးဆန်းစွာသူ့ထံသို့ပြန်ရောက်လာခဲ့ပြန်ပါတယ်။တက်ကြက်ကြီးကသူ့ကိုအတော်လေးပျော်စရာကောင်းတယ်လို့ထင်မြင်ခဲ့ပေမဲ့အမှန်တကယ်စိတ်လှုပ်ရှားမှုစတင်နေခဲ့ပြန်ပါတယ်။ဒီလိုနဲ့အကျဉ်းသားကစက္ကပ်ပွဲတစ်ခုမှာတရုတ်ဆောင်နေတယ်လို့အာယုံဆိုင်မှုကိုရရှိဖို့မျိုးမျိုးလုပ်ပြခဲ့ပါတယ်။စစ်သားတွေရီမောလိုက်ကြပြီးချက်ချင်းပဲပတ်ဝန်းကျင်ကိုနင်းလက်စေခဲ့ပါတယ်။အရာရှိတွေကလည်းသူ့ရဲ့ကြောမဖြောပြမှုကိုကြည့်ပြီးတဲ့နောက်မှာသဘောကျနေပုံရပြီးပန်းသီးတစ်လုံးကိုပေါ့ပေါ့ပပကိုက်စားလိုက်ပါတယ်။သူကလက်ပစ်ပုံတစ်လုံးကိုထုတ်ပြီးကိုက်စားပြလိုက်ပါတယ်။ပြီးတော့အကျဉ်းသားကလက်ပစ်ပုံတွေကိုဆွဲထုတ်ပြီးကြောမဖြောပြမှုတွေစလုပ်တဲ့နောက်ပြန်လျှောက်ရင်ဖြည်းဖြည်းချင်းလျှောက်သွားတယ်။ဒီလိုနဲ့ရုတ်တရက်သူလှည့်ပြီးကိုတောင်ထဲကိုပျောက်ကွယ်သွားခဲ့ပါတယ်။တက်ချက်ကြီးကသူ့လူတွေကိုဘာတွေဖြစ်နေလဲဆိုတာစစ်ဆေးဖို့အမြန်စီလွတ်လိုက်ပါတယ်။စက္ကန့်နှင်းငယ်အကြာမှာအကျဉ်းသားကကိုတောင်ထဲကနေရေစရာကောင်းအောင်ပြေးထွက်လာပြီးခေါင်းပေါ်မှာဟန်ချက်ညီအောင်တစ်သားပုံတစ်လုံးကိုကင်ပြီးရှာမတွေ့တဲ့ပုံနဲ့ကိုတောင်ထဲကနေထွက်လာခဲ့ပြန်ပါတယ်။ဗီဒီယိုရိုက်ကူးသူအားလုံးကသူ့ကိုရင်မောကြပြီးဒီလူကအယူတယောက်ဖြစ်ရမယ်လို့ထင်နေကြပါတယ်။ဒီယူကဘာမှမမြင်ပဲလူအုပ်ထဲမှာတွန်းလှဲခံရပြီးနောက်ဆုံးမှာလူတိုင်းရဲ့အလဲမှာလဲကျသွားပါတယ်။တက်ချက်ကြီးလည်းဒီယူဘာလုပ်နေလဲဆိုတာသိချင်တာအဲ့ဒီလိုပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။ပတ်ဝန်းကျင်ကရုတ်တရက်လေးနဲ့သွားစေပါတယ်။အဲ့ဒီအချိန်မှာပဲကြောင်အောင်တန်ကိုကြားလိုက်ရပါတယ်။တက်ချက်ကကားထဲမှာပုံနေတယ်လို့ထင်ခဲ့ပေမဲ့ကားဖွင့်လိုက်တဲ့အခါဘယ်သူမှမရှိပဲပျောက်ဆုံးနေတဲ့အကျဉ်းသားကိုရှာနေတော့မှပဲအဝေးကနေကြောင်အောင်တန်တွေအများကြီးထွက်လာပါတယ်။အကျဉ်းသားကအိမ်ထဲကိုတနည်းနည်းနဲ့တက်ပြီးကြောင်တကောင်လိုသူ့ခြေထောက်တွေကိုလျက်နေတာကိုတွေ့လိုက်ရတော့အံ့ဩသွားကြပါတယ်။ဒါကိုမြင်တော့အားလုံးကပြန်ရကြပါတယ်။သူဘယ်လိုလုပ်လိုက်လဲဆိုတာဘယ်သူမှမသိကြပဲအရာရှိတောင်သူ့ကိုမချီးကျူးပဲမနေနိုင်တယ်လို့ဖြစ်ခဲ့ပါတယ်။ပြီးတော့သူကလှေကားတစ်ခုဆွဲတင်လိုက်ပြန်ပါတယ်။သူနောက်ပါလုပ်မယ်ဆိုတာဘယ်သူမှမသိကြပါဘူး။သူကတဆင့်ပြီးတဆင့်တက်လာပြီးခက်ခဲတဲ့လှုပ်ရှားမှုများကိုဆက်လက်လှုပ်ဆောင်ကမယုံနိုင်စရာမြင်ကွင်းတစ်ခုကိုဖန်တီးရန်သူ့ရဲ့ထူးကဲတဲ့ဟန်ချက်ညီမှုကိုအားကိုးခဲ့ပါတယ်။သူ့ရဲ့ကိုဟန်အနေထားကြောင့်စစ်သားများကသူချော်လဲမယ်ကိုစိုးရိမ်နေကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဲယာရှိကမင်းကလေးနှစ်ယောက်ကြားကိုရုတ်တရက်ဝင်လာပြီးစုတစိတ်ရဲ့မူလအစကိုမေးမြန်းခဲ့ပါတယ်။အမိုးပေါ်ကအကျဉ်းသားကတိတ်ဆိတ်နေခဲ့ပါတယ်။ပြီးတော့ရဲယာရှိကမင်းကလေးကိုအသက်အန္တရာယ်ချင်းချောက်ခဲ့ပေမဲ့အကျဉ်းသားကသူ့ကိုလစ်လျူရှုထားပြီးမချီးမဲမြင်ပြတဲ့အမူအရာနဲ့လုပ်ခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်စက္ကန့်မှာပို့ထူးဆန်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပျက်ခဲ့ပါတယ်။အကျဉ်းသားကမိုးပေါ်ကပက်လက်အနေထားနဲ့ခုန်ချခဲ့တာပါ။ဒါကလူတိုင်းကိုဇဝေဇဝါဖြစ်စေပြီးသူဟာစွန့်စားကန်းအသစ်တစ်ခုလုပ်နေတယ်လို့ထင်စေခဲ့ပါတယ်။သူတို့အားလုံးကအကျဉ်းသားကိုဝိုင်းအောင်ကြပြီးရဲယာရှိကိုယ်တိုင်တောင်ထူးဆန်းတယ်လို့ထင်ခဲ့ပါတယ်။သူ့ကိုသူတို့ကအနားသွားပြီးခြေထောက်နဲ့ကန်လိုက်တဲ့အခါသူဟာလုံးဝမနှုတ်တော့ပဲသူတို့ကတေဆုံးသွားပြီလို့အတည်ပြုခဲ့ကြပါတယ်။ဒါပေမဲ့သူလဲကြည့်လိုက်တဲ့အခါလေဘင်းမှာကြီးနှောင်ထားတဲ့မိန်းကလေးနှစ်ယောက်ပျောက်သွားတာကိုတွေ့ရှိခဲ့ပါတယ်။တခုခုမားနေတယ်ဆိုတာသူတို့သဘောပေါက်တဲ့အချိန်မှာကြီးစံတတောင်းကသူ့ကောင်းကိုထိုးဖောက်ပြီးသွားပါပြီ။အဲ့ဒီစက္ကန့်နှင်းငယ်အတွင်းမှာပဲစစ်သားတွေအားလုံးဘဲကမှန်းမသိတဲ့ရန်သူတွေရဲ့လက်ချက်နဲ့တေဆုံးသွားခဲ့ပြီးအဲ့ဒီမှာရက်နေတဲ့ဗိုလ်ကြီးတယောက်ပဲကြံခဲ့ပြီးအားလုံးကဟန်ဆောင်နေကြတာလို့ထင်ခဲ့ကြပါတယ်။စူညံတန်တွေငြိမ်သက်သွားပြီးနောက်အကျဉ်းသားကဖြည်းဖြည်းချင်းထားရက်ပြီးပြန်ပေါ်လာခဲ့ပါတယ်။ရန်သူအားလုံးကိုနှိမ်နှင်းပြီးဇဝေဇဝါဖြစ်နေတဲ့ဗိုလ်ကြီးတယောက်ပဲကြံတော့တာကိုမြင်တော့သူကတခွန်းပဲပြောလိုက်ပါတယ်။ကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။